ငါလိုလူကြီးတယောက်ကအလိန်ခံရတယ်ဆိုတော့ရှက်စရာကြီးကွာဘသူမျက်နှာမှမကြည့်ရတော့ဘူးဦးသူကြီးဘာဖြစ်လို့မှိုင်းနေရလဲနေမကောင်းဘူးလားဟိုငါဆိုင်တိုးချက်မဲ့ပတ်စံတွေခရစ်ပတိုယင်းနှိမယ်ဆိုပြီးလိန်ခံလိုက်ရပြီကွာမင်းတို့ကိုပြောပြဖို့တော့ရှက်ပါတယ် ။အိုးဦးတကြီးရဲ့မရှက်ပါနဲ့။ကျမဆိုလဲ350မဲပေါက်တယ်ဆိုပြီးငွေလွှဲမိတာလေ။ပြီးတော့ဟိုအချစ်ရေးနဲ့လိန်တဲ့သူစီလဲပါသွားတော့မလို့ ကျွန်တော်ဆိုလဲအလုပ်တူကြီးကိုယုံပြီးဒါသာမရပဲအလကားလုပ်ပေးခဲ့ရတာပဲ ရမုံလဲ link အတူနှိပ်မိလို့ account hack ခံရသေးရအပြင် online shop အတူစီမှာလဲခံလိုက်ရသေးတယ် ကျမဆိုလဲတနာစရာဆိုပြီးလှူငွေတွေလွှဲလိုက်တာလူလိန်တွေစီရောက်သွားတာပဲ အလိန်ခံရတာဟာခမည်းတော်ရဲ့အပြစ်မဟုတ်ပါဘူးလေလေတူတွေကလူတွေရဲ့လောဘကြောက်ရွံ့မှုတနာကျင်နာမှုနဲ့အာနာစိတ်တွေကိုနီးစနစ်ကြကြသုံးချပြီးလေလေနေကြတာပါဒါဟာရှက်စရာမဟုတ်ပါဘူး ဟုတ်တယ်ဦးသူကြီးကိုခံရတာကိုရှက်ပြီးဖုံးကွယ်ထားရင်လူလိန်တွေပဲအမျက်ထွက်မှာ ဒါဆိုကျမတို့အချင်းချင်းအမြဲတိုက်မိကြမယ်မတင်ကားစရာတွေလာရင်တူတူစစ်ဆေးကြမယ်လေ အေးဟုတ်တယ်ဒီတကြီးကဖေးကစပြီးတခြားလူတွေအလိန်မခံရအောင်ငါတို့ဝိုင်းပြီးတခြားစစ်ပေးကြတာပေါ့ တန်တရားရှိရင် အရင်စစ်ဆေးပါ scam ဆိုဝေးဝေးရှောင်ပါ